လာရောက်တဲ့ပရိသတ်တွေများလောမိသားစုဝင်တွေနှုတ်ဆက်ခွင့်များခဲ့တဲ့ထူရဲ့စာပနာဝန်နေစွာလာရောက်နှုတ်ဆက်ကြတဲ့ပရိသတ်တွေများလောမိသားစုဝင်တွေတောင်မှဝါအောင်နှုတ်မဆက်လိုက်ရတာကတရုတ်ဆောင်ထူရဲ့စာပနာခန္ဓာပါတကယ်ဆိုရင်ထူရဲ့ဖြစ်ချင်ဆုံးအိမ်မက်ကတော့အမှုပညာလောကထဲမှာထိတ်တဲမင်းသားတစ်လက်ဖြစ်နေအတူမိခင်ကြီးကိုချမ်းသာကြွယ်ဝအောင်ထားကြတာပါဒါပေမဲ့သူရဲ့လူကောင်ခန္ဓာကိုယ်ကသိနေတာကြောင့်အမြဲတမ်းအားငယ်နေရှာတယ်လို့ထူရဲ့အမှုပညာတငယ်ချင်းတွေကဆိုပါရီဒါပေမဲ့လည်းသူဟာအမှုပညာလုပ်တွေကိုအကောင်းဆုံးစူးစမ်းသလိုလူချစ်လူခင်ပေါ်အောင်လည်းနေထိုင်တတ်တာကြောင့်အားလုံးကချစ်ခင်အားပေးကြတာဖြစ်ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ရက်သက်ပတ်မှာတော့သူဟာရေမတော်တဆမှုကြောင့်ဥကောင်းထိခိုက်ဒဏ်ရာရနေကြတာဖြစ်ပါတယ်။သူရဲ့မိသားစုဝင်တွေကပရိသတ်တွေကိုအတိမပေးပေတားလေးနေပြန်ကောင်းလာအောင်ကုသနေကြတာပါ။ဒါပေမဲ့လည်းတရုတ်ဆောင်သူဟာကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့သူရဲ့အုံနောက်ထဲမှာသွေးရစိမှုများတာကြောင့်သူတယောက်ကွယ်လွန်သွားခဲ့တာပါ။ဒီလိုတရုတ်ဆောင်သူစုံပါကွယ်လွန်သွားတာကြောင့်လေအမှုပညာလောကတစ်ခုလုံးယူကျုံမရအောင်နှမျောတတဝန်းနေကြရပါရီအထူးသဖြင့်မိခင်ကြီးကိုလှုပ်ကျွေးနေတဲ့သားလိမ္မာလေးတူဖြစ်တာကြောင့်ပို့ပြီးတော့နှမျောကြရပါရီယခုမလ12ရက်နေ့မှာတော့တရုတ်ဆောင်သူရဲ့နောက်ဆုံးစာပနာခန္ဓာကိုတော့ရန်ကုန်မြို့ကရေဝေးတုတ်တန်မှာပြုလုပ်ခဲ့တာပါဒီလိုသူရဲ့နောက်ဆုံးစာပနာခန္ဓာမှာတော့ပရိသတ်တွေထောင်တောင်းတဲ့ချီကလိုက်ပါပို့ဆောင်နှုတ်ဆက်ကြတာကိုလည်းမြင်တွေ့ခဲ့ရတာပါဗီဒီယိုစမှာပြောခဲ့သလိုပါပဲတရုတ်ဆောင်သူဟာတက်ရှိစဉ်ကာလတစ်ခုမှာအမှုပညာလောကမှာနေရာလေးတစ်ခုရှာဖို့စွမ်းကုန်စူးစမ်းခဲ့ရပေမယ့်တိတ်ဆုံးသွားမှသာသူတိတ်လိုချင်တဲ့ပရိသတ်တွေရဲ့ချစ်ချင်းမြတ်တာကိုအပြည့်အဝရရှိသွားတာပါအချို့သောပရိသတ်တွေကတော့မြန်မာနိုင်ငံကသူတွေဟာအမှုပညာရှင်တွေတက်ရှိစဉ်မှာတန်မိုးမထားဘဲနဲ့တိတ်ဆုံးသွားမှသာတန်မိုးထားကြတယ်ဆိုပြီးတော့တောင်မှပြောကြပါရီအချို့ကလေတရုတ်ဆောင်သူဟာအခုလိုပရိသတ်တွေအများကြီးရဲ့ချစ်ချင်းမြတ်တာကိုရရှိသွားတာကြောင့်တမလွန်ကနေကျင်းနေနေမှာပါလို့ပြောကြတာပါတရုတ်ဆောင်သူရဲ့စာပနာမှာတော့မိခင်ကြီးဟာဝမ်းနှင်းကိုကြွေးမစုံဖြစ်နေရတယ်လို့လာရောက်တဲ့ဧည့်သည်တွေအများလွန်းတာကြောင့်ထူးရဲ့မိသားစုဝင်တွေနှုတ်မဆက်နိုင်အောင်ဖြစ်ကြရတာဖြစ်ပါရီထူးရဲ့စာပနာကိုအောင်မြင်မြတ်နဲ့တူ MRTV4 ကတရုတ်ဆောင်တော်တော်များကလာရောက်နှုတ်ဆက်ကြတာဖြစ်ပါရီဒါပေမဲ့ပရိသတ်တွေလူတွေများလုံးလုံးအမှုပညာရှင်တွေကိုယ်တိုင်တောင်မှတရုတ်ဆောင်ထူးရဲ့ရုပ်ကလပ်နာကိုကက်ခွင့်မရလိုက်တာပါထူးရဲ့မိခင်ကြီးကတော့တာဖြစ်သူရဲ့အယိုးပြရမှသာကန်ခွင့်ရတာဖြစ်ကရေဝေးတုတ်တန်မှာပဲဂူသွင်းတကြိုလိုက်တာပါတရုတ်ဆောင်ထူးတယောက်နောက်ဘဝများမှာအသက်ရှည်ကျမ်းမှာကမိဘကိုလိုကျွေးနိုင်ဖို့အောင်မြင်တဲ့မင်းသားဖြစ်ဖို့ဆုတောင်းရမှာပါကွယ်လွန်သွားချိန်မှာပရိသတ်တွေရဲ့ချစ်ချင်းမြတ်တာကိုပြေဝရရှိသွားတဲ့တရုတ်ဆောင်ထူးနဲ့ပတ်သက်ပြီးတော့မမီတို့ရဲ့အမြင်လေးကိုလည်းမှတ်ချက်ပေးခဲ့ပါအောင်ရှင်အားပေးနှဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီနေနုပညာရှင်တွေရဲ့သတင်းနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မမေ့ကြပါနဲ့အောင်ရှင်။အားပေးနှဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းလည်းကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းဆုတောင်းပေးလိုက်ပါတယ်။ဒါကြောင့်မလို့လူရဲ့ဘဝမှာလူတွေသက်ရှင်နေတော့မှသာတန်ဖိုးထားပြီးတော့တည်ပြီးသွားတော့မှနောက်တိုင်းရတာမျိုးမဖြစ်ရလေအောင်အသက်ရှင်နေတော့မှအကောင်းဆုံးပြုမှုဆောင်ရွက်ပေးကြဖို့အတွက်တိုက်တွန်းလိုက်ရှင်နဲ့ဗီဒီယိုလေးကိုညီကုန်းချလိုက်ပါတယ်။